အားလုံးပဲမင်္ဂလာပါထိုင်းစကားလုံးနည်းလေးလာတင်ပေးမယ်နော်ยอมรับ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 ဆိုတာကတော့လက်ခံတယ်ဝန်ခံတယ်လို့ပြောတာဖြစ်ပါတယ်ขออนุญาต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 ဆိုတာကတော့ခွင့်ပြုချက်တောင်းတာဖြစ်ပါတယ်อนุญาต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 ဆိုတာကတော့ခွင့်ပြုတာကိုပြောတာဖြစ်ပါတယ်ဖိจารณา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 ဆိုတာကတော့စဉ်းစားတွေးခေါ်တာကိုပြောတာဖြစ်ပါတယ်ฝึก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 ဆိုတာကတော့လေ့ကျင့်တာကိုပြောတာဖြစ်ပါတယ်หลีกเลี่ยง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 ဆိုတာကတော့ရှောင်ကျဉ်တာကိုပြောတာဖြစ်ပါတယ်แนะนำ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 ဆိုတာကတော့အကြံပေးတာကိုပြောတာဖြစ်ပါတယ်ဒီနေ့ဒီလောက်ပဲเนาะနောက်နေ့မှပြန်ဆုံကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ขอบคุณครับ